ကျွန်တော်ရဲ့သင်ခန်းစာကတော့အခန်း23ဖြစ်တယ်ခေါင်းစဉ်ကတော့ယုံကြည်သူများရဲ့ကိုယ်ခန္ဓာအသင်းတော်ခရစ်တော်ရဲ့သတို့သမီးတမန်တော်ဝတ္ထုဩဝါဒစာများဗျာဒိတ်ကျမ်းဖြစ်တယ်တော့မိခွန်းနံပါတ်1ကိုသွားပါမယ်မိခွန်းနံပါတ်1ကဤသင်ခန်းစာသည်အဓိကအဖြစ်မိသည့်အကြောင်းပြောထားသည်နည်းABC ပေးထားပါတယ်ကျွန်တော်ကနံပါတ် B ကိုရွေးချယ်ထားပါတယ်အသင်းတော်နေ့တန်ရှင်းသောဝိညာဉ်တော်အကြောင်းအသေးချာနားလည်ရန်ကိုဖြည့်ဆို့ထားပါတယ်နံပါတ်2မေးကိုတမန်တော်ဝတ္ထုသည်ခရစ်တော်ဆက်လက်ဟောကြားသောသွန်သင်ချက်များဖြစ်သည် ABC အဖြေ3ခုပေးထားပါတယ်ကျွန်တော်ကနံပါတ် A ကိုရွေးချယ်ထားပါတယ်နံပါတ်3မေးကိုယေရှုဖျားကသူ၏တပည့်တော်များအားမြည်သည့်နေရာသို့သွားပြီးဂရုတော်ရှိသောဥပ္ပစေဆရာကိုစောင့်နေဖို့ပြောသည်နည်း ABC 3ခုပေးထားတယ်ကျွန်တော်ကအဖြေနံပါတ် A ကိုပဲရွေးချယ်ထားပါတယ်နံပါတ်4မေးကိုတမန်တော်ဝတ္ထုသည်အောက်ပါကာလများအတွင်းရေးသားထားသည့် ABC အဖြေ3ခုပေးထားတယ်ကျွန်တော်ကနံပါတ် C အသေးခံချိန်နှင့်ဒုတိယချိန်ကြွလာပြီးဤလောကတွင်နိုင်ငံတော်ထူထောင်မိကြကာလဆိုတော့ရွေးချယ်ထားပါတယ်နံပါတ်5မေးကိုတမန်တော်ဝတ္ထုကိုမြည်သူရေးသားသည်နည်း ABC 3ခုပေးထားတယ်ကျွန်တော်ကနံပါတ် B လူကာကိုရွေးချယ်ထားပါတယ်နံပါတ်6မေးကိုခရစ်ဝင်ကျမ်းနှင့်ဣသရေလနိုင်ငံသည်အောက်ပါတို့အနက်မှတစ်ခုဖြစ်သည် ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်နံပါတ် A ကိုရွေးချယ်ထားပါတယ်ခရစ်တော်အမှုတော်ဆောင်မှုအောက်တွင်တက်ကြတမန်ခဲ့သည်နံပါတ် A ကိုရွေးချယ်ထားပါတယ်နံပါတ်9မေးကိုယေရှုဖျားမှသူ၏တပည့်တော်များကိုနောက်ဆုံးမှာကြားခဲ့သောအချက်များကအပင်သည် ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်ကနံပါတ် A ကိုရွေးချယ်ထားပါတယ်နိုင်ငံတော်နေ့တက်ရှင်သောဝိညာဉ်တော်အကြောင်းညွှန်ကြားခဲ့သည်ဆိုတော့နံပါတ် A ကိုရွေးချယ်ထားပါတယ်နံပါတ်10မေးကိုဖျားရှင်နိုင်ငံတော်နှင့်ပတ်သက်၍အောက်ပါတို့အနက်မြည်သည့်အချက်သည်မှန်ကန်သည် ABC အဖြေ3ခုပေးထားတယ်ကျွန်တော်နံပါတ် B ကိုရွေးချယ်ထားပါတယ်၎င်းသည်ထာဝရတည်မြဲပြီးမပြတ်စည်းနိုင်ပါဆိုတဲ့နံပါတ် B ကိုရွေးချယ်ထားပါတယ်နံပါတ်9မေးကိုယူရရှကရုတ်နေရာတွင်မြည်သူကိုစားထိုးခဲ့သည် ABC ဖြစ်3ခုပေးရတယ်ကျွန်တော်ကနံပါတ် B မှတ်တဲကိုရွေးချယ်ထားပါတယ်နံပါတ်10မေးကိုအဖေကြောင့်ကျွန်ုပ်တို့အသက်ရှင်နေသောကာလကိုတန်ရှင်သောဝိညာဉ်တော်အုပ်စုသောကာလဟုခေါ်သည် ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်ကနံပါတ် A ကိုရွေးချယ်ထားပါတယ်ယခုအချိန်ဒီတန်ရှင်သောဝိညာဉ်တော်အုပ်စုသည့်ကာလဖြစ်သောကြောင့်ဆိုရဲနံပါတ် A ကိုရွေးချယ်ထားခြင်းဖြစ်ပါတယ်နံပါတ်17မေးကိုအသင်းတော်၏ဦးခေါင်းကအပင်နီ ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်ကနံပါတ် C ယေရှုခရစ်တော်ကိုရွေးချယ်ထားပါတယ်နံပါတ်12မေးကိုအဘဲကြောင့်ယုံကြည်သူများနှစ်ချင်းခံသင့်သည် ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်ကနံပါတ် A ခရစ်တော်နှင့်အတူတည်ခံခြင်းတကြိုမြုပ်နှံခြင်းတခြင်းမှရှင်မြတ်ထမြတ်ခြင်းကိုလူရှိများရှိတဲ့တတိခံခြင်းဖြစ်သည်ကိုရွေးချယ်ထားပါတယ်နံပါတ်13အဘဲကြောင့်ယူဒယုံကြည်သူများသည်ရှမာရိနှင့်အခြားဒေသများသို့ပြန့်နှံ့သွားကြသည် ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်ကတော့နံပါတ် C ကိုရွေးချယ်ထားပါတယ်သူတို့ဒီတတိဖန်တည်ဆုံးချိန်တွင်ညင်ပတ်နှိစက်ခံရသောကြောင့်ဆိုရင်နံပါတ် C ကိုရွေးချယ်ထားပါတယ်နံပါတ်14မေးကိုအဘဲကြောင့်အာနာနိနှင့်ရှဖိယသေးသည်နီကျွန်တော်ကနံပါတ် ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်ကနံပါတ် C ကိုရွေးချယ်ထားပါတယ်တမန်တော်များကိုလင်ညာလက်ဖြတ်သောကြောင့်ဆိုတဲ့နံပါတ် C ကိုရွေးချယ်ထားပါတယ်နံပါတ်15မေးကိုပေတရုဟောပြောပြီးနောက်လူများကိုသူတို့ဘာလို့တင်သည်နည်းဟုပြောသည်နည်း ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်ကနံပါတ် A ကိုရွေးချယ်ထားပါတယ်သူတို့၏ဖျားသခင်သာရဖျားကိုစဉ္ညာဆန်းရှိသည်များနှလုံးသားအပြည့်ဖြင့်ချစ်ရန်ပြောသည်ဆိုတော့ကိုရွေးချယ်ထားပါတယ်နံပါတ်16မေးကိုဖိလိပ္ပုကအပြိုတော်ခေါင်းအားတရားဟုတ်ခဲ့သည်ထိုအပြိုတော်ခေါင်းသည်အပေကလာသည်နီ ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်ကနံပါတ် C အေတာရောပိဆိုတဲ့နံပါတ် C ကိုရွေးချယ်ထားပါတယ်နံပါတ်19မေးကိုရှောလူသည်မိသည့်မျိုးသို့သွားသောလမ်းနှင့်အသက်တာပြောင်းလဲသည်နီ ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်ကနံပါတ် B ကိုရွေးချယ်ထားပါတယ်ဓမ္မစက္ကပ်ဆိုတဲ့နံပါတ် B ကိုရွေးချယ်ထားပါတယ်နံပါတ်18မေးကိုတမန်တော်သည်ရှောလူယေရှုရှလင်သို့ပြန်လာသည့်အခါမည်သို့တုတ်ပြန်ကြသည်နီ ABC ဖြစ်3ခုပေးထားတယ်ကျွန်တော်ကနံပါတ် C ကိုရွေးချယ်ထားပါတယ်ဘာနဘကသူ့အားအခြားသောတပည့်တော်များနှင့်မိတ်ဆက်ပေးသည်ဆိုတဲ့နံပါတ် C ကိုရွေးချယ်ထားပါတယ်
နံပါတ်19မေးခွန်းတန်ရှင်သောဝိညာဉ်တော်သည်တပည့်တော်များထံသို့ပထမဦးဆုံးအကြိမ်ဖြစ်မိသည့်အချိန်တုန်းကဆင်းသက်ခဲ့သည် ABC ဖြေ3ခုပေးထားတယ်ကျွန်တော်နံပါတ် B ကိုရေးချထားပါတယ်ပင်တေကုတိပွဲတော်ဆိုတဲ့နံပါတ် B ကိုရေးချထားပါတယ်နံပါတ်20မေးခွန်းကျွန်ုပ်တို့အသက်ရှင်နေထိုင်သောခေတ်ကာလ3ခုရဲ့အမည်ကိုရေးပြပါကျွန်တော်ကတော့ပထမတစ်ချက်မှာဝိညာဉ်တော်ကာလဒုတိယအချက်မှာကျေးဇူးတော်ကာလတတိယအချက်မှာအသင်းတော်ကာလဆိုပြီးတော့ရွေးချယ်ထားပါတယ်အဲ့ဒီဖြေကိုသိချင်တော့စာမျက်နှာ369မှာရှိပါတယ်နံပါတ်မေးခွန်းနံပါတ်21မင်္ဂလာရှင်တွဲပါပထမမေးခွန်း1ပေါ့နော်သူဒီပထမဦးဆုံးခရိယန်အာဇာနည်ဖြစ်သည်ကိုကျွန်တော်နံပါတ် D နဲ့တွဲထားပါတယ်နံပါတ် D စတီဗင်ဆိုတဲ့တတိဖန်နဲ့တွဲထားပါတယ်သူနံပါတ်2မေးခွန်းသူဒီတပါအမျိုးသားများကဲတင်ချင်းရဖို့တကားဖွင့်ပေးခဲ့သည်ကို E နဲ့တွဲထားပါတယ်နံပါတ်3မေးခွန်းသူဒီယောဟန်၏ညီယာကုပ်ကိုတတ်သည်အဲ့ဒါကိုတော့ E နဲ့တွဲထားပါတယ်နံပါတ်4မေးခွန်းသူပေတရုထံသတင်းတောက်လွတ်ခဲ့သည်အဲ့ဒါကိုတော့နံပါတ် B နဲ့တွဲထားပါတယ်နံပါတ်5မေးခွန်းသူခရိယန်များကိုညှင်းဆဲသည်အဲ့ဒါကိုတော့ C နဲ့တွဲထားပါတယ်22မေးခွန်းမကန်စာရှင်တွဲပါတမန်တော်နံပါတ်1မေးခွန်းတမန်တော်များရေးခဲ့သည့်ကျမ်းစာ21အုပ်တွင်အသုံးပြုသောအသုံးနှုန်းကိုနံပါတ် C နဲ့တွဲထားပါတယ်နံပါတ်2မေးခွန်းအဲ့ဒါတော့အင်္ဂလိပ်လိုဆိုတော့ကျွန်တော်လည်းသိမသိဘူးเนาะအဲ့ဒီနံပါတ်2မေးခွန်းတော့ကျွန်တော် D နဲ့တွဲထားပါတယ်နံပါတ်3မေးခွန်းခရစ်တော်အသေးခံခြင်းပြန်လည်ရှင်သန်ခြင်းနောက်တစ်ဖန်ပြန်ကြလာအောင်မည်ဖြစ်ခြင်းကိုပုံဆောင်သည့်စပီးရင်နှင့်မုတ်ကိုယုံကြည်သူများအတူစားခဲ့ကြသည့်ပွဲတော်အဲ့ဒါကိုတော့နံပါတ် E နဲ့ရွေးချယ်ထားပါတယ်နောက်မေးခွန်းတစ်ခုတော့ဒေသနာရယုဒယုံကြည်သူအုပ်စုကိုတော့နံပါတ် E နဲ့တွဲထားပါတယ်နောက်မေးခွန်းအဦးသီးပွဲတော်ကျင်းပပြီးနောက်ရက်ပေါင်း50အကြာတွင်ကျင်းပသည့်ကျူးလူမျိုးများ၏ပွဲအဲ့ဒါကိုတော့နံပါတ် E နဲ့တွဲထားပါတယ်။တွဲဆုံမေးခွန်းတစ်ခုကတော့အထူးတာဝန်ပေးထားသောတမန်ကို B နဲ့တွဲထားပါတယ်။ကျွန်တော်ရဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲ။နားမလည်တာမသိတဲ့ရှင်မလာရှိပြလဲတော့မှဝင်မြပေးလို့ရပါတယ်။